လေးလေးကဘာလို့ရှုပ်ငါသမီးလေး morning breakfast ကို special စားဖို့အတွက်ဖိင်းနဲ့လေးလေးကင်းနဲ့ဒီမှာချက်တုတ်ထားတယ်တဲ့ဟုတ်ပါလားဟောဒါနဲ့ကိုခင်မောင်နဲ့မခင်မဘယ်သွားလို့ခင်မောင်နဲ့မခင်မရဘူးပြုတ်ကြလို့တဲ့ဘယ်ပေါ်ကမလို့ပြုတ်ကြမှမသိပါဘူးအဲ့ဒါနဲ့စေကန်းသွားကြလေမင်းကလည်းကွာလင်းနဲ့မယားဖြစ်နေမှာတော့ဂရင်ဘောကပြုတ်ကြတာဖြစ်မှာပေါ့ကွာကွာကျွန်တော်လင်မမလို့ဘာရှောက်ကျွန်တော်မသိရဘူးလာကြည့်ဒုက္ခပါပဲဒါရဘလို့စားမှာလဲဒီမှာကျုံကော်ဖီအပြာတွေအစိမ့်ရောပေါင်းမုံလည်းကျုံငရုတ်သေးသေးနေတယ်ဘလို့စားမှာလဲဖေဖေတို့ရဲ့စိတ်ညစ်ပါတယ်သမီးရဲ့ဒါကော်ဖီမဟုတ်ဘူးသမီးอ่ะနော်အဖေတို့သိပ္ပံနိကြအထူးစီမံဖော်ဆက်ထားတဲ့calcium free ဟုတ်တယ် calcium free ဒီလေဟောတာဆိုရင်လေးလေးကင်းကိုယ်တိုင်လောက်ထားတာအက်ဆစ်နဲ့ဓာတ်ပြထားတဲ့ငရုတ်သီးစိမ့်မိခင်ပေါပေါထောပါတော့ဗီတာမင်အက်ဆစ်တွေရှိတယ်ဟောဒီမှာကြီးဒါပေါင်မရိုးပေါင်မဟုတ်ဘူးပေါင်မုံနိုင်လွန်ကတ်တရားခဲဒီပေါင်မုံကိုစားပြီးတော့လေသမီးစိတ်ထဲမှာဘာဖြစ်သွားလဲဟိုအဝေးပြေးလမ်းမှာယူညင်းညင်းညောင်ညောင်လေးသွားနေလို့ဖြစ်သွားမှာတခြားခေါ်သေးတယ်ဒါအနုပြုပေါင်မုံလို့လည်းခေါ်တယ်ဘာဖြစ်စားတာစားစမ်းတာပြီးသားအဖေကြွက်ရှစ်ကောင်ကိုကျွေးပြီးစမ်းတာပြီးပြီဘာလို့ဖြစ်ဘူးလားဖေဖေခုနှစ်ကောင်တော့ကြွအောင်မဘူးနဲ့တကောင်ကြံသေးတယ်ဒါပေမဲ့သူလည်းစက်ငင်ဖြစ်နေစစ်စားလေးဒုက္ခပါပဲဖေဖေစိတ်ညစ်ပါတယ်ဒါတွေကဖေဖေရောလေးလေးစားပြီလားစားတယ်ဘူးဟောဖက်တူမလေးစားပြီးပြီရာဆိုကြုံပါစိတ်ချပြီဆိုမှလေးလေးကျွန်းတော်စားမှာပေါ့တော်ကောင်းတယ်ဘာမှမဖြစ်ပါဘူးသမီးရဲ့ဘာမှမဖြစ်ပါဘူးသမီးတကယ်လို့စက်ငင်ဖြစ်လဲမလေးလေးရောဖေးရောရှိတယ်လေဖေဖေရိုက်တိတ်ပန်နဲ့တိတ်ပန်စမ်းတဲ့နေသမီးကပတ်စံနေကုန်မှလည်းမနေဘူးနောက်ပြေးကိုတော့လည်းမီးလာပြီတော်ပါတော့ဖေဖေရဲ့အဲ့ဒီတိတ်ပန်နေတော်ပါတော့ဟိုဒါတော့သမီးရဲ့ဟိုတိတ်ပန်ပညာဆိုတာအဲ့လိုပဲခဏစမ်းတယ်ခဏမားတယ်ခဏပြဿနာတက်တယ်အေးကံကောင်းနေကြရင်မှန်သွားပြီအဲ့ကြရင်တို့လည်းကဘာကျော်တိတ်ပန်ပညာကြီးဖြစ်ပြီဒီမှာဒီနေ့ကဘာမှာကဘာကျော်တိတ်ပန်ပညာကြီးရှိတယ်အားလုံးလည်းဒီလိုပဲဟဲ့လေဟိုစိတ်ညစ်ပါနဲ့ဟိုဘာဖြစ်နည်းနည်းလေးတော့တူမလေးတော်ပြီအဲ့ဒါဖေဖေရောလင်းနေရောနှစ်ယောက်လုံးစားလိုက်တော့သမီးရောင်းပါပဲစားတော့ဟုတ်တယ်သမီးလိုရဲလေစိတ်တွေပါညစ်တယ်တမို့ဘာလုပ်နေရလဲဘာပြောရလဲတမို့ရဲ့ခုနားမလဲဘာလဲကားစီးကျင်လို့လားလိုက်လို့မရဘူးလေတာမို့ရဲ့ဖူကရုံသွားမှာနော်တာမို့ဒုက္ခပါပဲတာမို့ရဲ့မလုံးနဲ့တာမို့ရဲ့ဖေဒီမှာလာပါအောင်တာမို့လာခေါ်ပါအောင်တာမို့တော့ခေါ်လို့မရဘူးဒီမှာလင်းဦးလေးဒီမှာသားပြီးတော့တက်နေနေဖြစ်နေပြီကျွတ်တဲ့သူနဲ့ဘလူရင်တင်လည်းမသိဘူးဟဲ့တော့စိတ်ညစ်ပါတာမို့လက်တွေလည်းကိုက်လာစမ်းပြုံးတော့ပြပြနေတာမို့ဘယ်ခဏလေးကိုခမောင်နဲ့မခင်မယ်အတော်ပဲလာဒီမှာဖူးရောင်သွားမလို့တာမောကလိုက်မလို့တဲ့လာတားပါအောင်လာအော်မြင်လာပါဆိုဘလို့ဖြစ်နေကြရလဲလာပါမြင်ဒီမှာဖူးရောင်သွားမလို့လိုက်မလို့တဲ့ခေါ်သွားတော့အိမ်ရောက်ခေါ်လိုက်နော်ခေါ်သွားအမေဘယ်လိုဖြစ်နေရလဲဓာတ်တွေပြူလာတယ်ဒုက္ခပါပဲရှင်တို့ကလည်းကဲလိမ့်မတယ်တောင်းမှုရနော်ကိုကရုံးသွားမှာလေနော်လိမ့်မသားလိုက်သွားလိုက်နော်ကိုရုံးသွားလိုက်လို့မရဘူးလေတော့လိမ့်မသားကဲသွားပါခေါ်သွားကြပါလာတို့ကဲလိမ့်ပါလေသွားတော့စမ်းသပ်ဖို့အတွက်တော့ပြင်ဆင်လို့အကုန်ပြီးသွားပြီကျွန်တော်တောင်းလို့မကြောက်စမ်းသပ်ဖို့ခေါ်လိုက်ဟမ်ဒီဘာမလောစမ်းပါနဲ့ဘာလို့တို့တောင်းမတောင်းမစမ်းသပ်ခင်မှာပွဲမဝင်ခင်အပြန်အကျင်းမှဆိုလို့ငါတို့သိပ္ပံခန်းထဲကသိပ္ပံပစ္စည်းတကယ်အလုတ်လုံးမလို့ဆိုတော့အရင်စမ်းသပ်
ဘလို့စမ်းသမှာတော့ အာငါမှာအုံလုံးရှိပါတယ်လာမင်းလာမင်းအဓိကလာလာကဲတော့ပါလေ ညာ ဒီဘက်တက်လိုက်ပါ ဒီပေါ်တယ်ဒါပါကြီး ဩဒီဆက်ကိုစမ်းတမ်းလို့ပါဆိုတော့တက်လိုက် အဲ့ဘောကျွန်တော်တက်ရ တဲ့ငါပြောချင်းကမှာတဲ့မှာတို့တွေကတောင်းမိတာကိုမစမ်းတတ်ခင်ဒီဆက်ကောင်းမကောင်းဘလောက်ဆွဲမဆွဲကိုမင်းနဲ့အရင်ဆုံး test လုပ်ပါ အဲ့လိုလား ငါမိမကိုအရင်တော့ test လုပ်သူလို့မင်းတို့လည်းငါ test လုပ်ပါ ကျုပ်မခင်ဗျ test လုပ်လိုက် မဟုတ်လေအဲ့စမ်းတတ်တာပြော ဩစမ်းတာဟုတ်ပြီ သူကျမ်းမကြီးလေ့ကျင့်ခန်းတော့ဂျင်ဆော့တော့စမ်းတတ်တာ ဟုတ်အေး မင်းစားပြီကဲလာမယ်အဲ့ကြတော့လာပြီဘာစားပြီ ရမ်းမြင်ရမှာမင်း ဖြည်းဖြည်းချင်း ဒါပါလောက်ပါကျွန်တော်ဘာအောင်မကျွန်တော်ကြီးလောက်နေတယ် မရှောက်လေဒါတာမန်လူလမ်းရှောက်လို့ရှောက်ရမှာရှောက်ပါအဲ့ဒါတာမန်လူလမ်းလျှောက်တာဟမ်တာမန်လူမင်းအပြင်မှာသွားလဲဈေးရိပ်ရိုက်သွားလမ်းလျှောက်တယ်ကောင်မလေးတွေငေးလဲလူပဲလျှောက်တယ်ဟုတ်တယ်မလားဒါပေမဲ့တစ်ခုရှိတာကွာ ဘာဖြစ်လဲ ဟိုမင်းနဲ့ဟိုဂျိုသားနဲ့မတူဘူးလေဟုတ်တယ်မမင်းကလူသားကိုလူသားခံနိုင်တာတဲ့ဂျိုသားအမှန်ဆိုလို့ရှိရင်ဂျိုသားပို့ပြီးတော့ခံနိုင်ရှိရမယ် အော်သူကခဏအေးကိုထွား ဂျိုသားဆိုငါတလောင်းနဲ့မြောက်ဂျိုသားကငါတို့တင်မှာ အဲ့လိုတင်လိုက်တော့ရမ်းမြင်တယ်တော်ရှောက်ရပြီ ဒါဂျိုသားဆိုတော့မရှောက်သေးဘူးဟုတ်တယ် တော့ဒါကတော့များနေတာဗျာ မင်းနဲ့မှတာမှုမကြောက်တာမြင်ကြည့်တာတော့ပဲ ဒါမှမဟုတ်လားတော့မောနေပြီလား အဲ့ဒါကောင်းတယ် မကောင်းနဲ့လေဟာတော့ ဟုတ်တယ်ဆောက်ငါပဲဘိတ်တယ်ခလို့ပဲစားဟမ်အေးတေတော်ပြီဗျာကျုပ်ကရှာထွေးနေပြီ ရောက်ပါလေ sorry ပါဟိုငါစိတ်ထဲမှာစိတ်ကူးထဲမှာတောင်းမူတာနဲ့မင်းနဲ့အဲ့လိုပုံတူသွားပြီး miss ဖြစ်သွားတယ် miss မရှိလို့ပဲ လာရောက်လာဒီကလာရဒီနောက်လာနိုင်လာဒီမှာထိုင်နိုင်လာဒီမှာထိုင်ပြီးနိုင်လာ ဟာရမှာတော့မလို့ ဩထိုင်နိုင်ပြီမင်းမောမလားမင်းချွေး thank you ဟုတ်ပြီနိုင်လာလက်ကလေးဒီဝတ်တင်လက်ကလေးဒီဝတ်တင်ဟုတ်ပြီနော်စိတ်ကလေးကိုတက်တော့မတတ်တာ တော့ကျောက်ကကြက်တိုက်နေလုံးမရပြီဘယ်တာတော့ ဩစိတ်ကလွတ်နေလေဒါတွေကဒီစိတ်ကိုထိန်းချုပ်ထားတာစိတ်ကလေးကိုတက်တော့ထားနော်စိတ်ထဲမှာမျိုးလုံးလေးကိုမှိတ်လိုက်ဖရာတရားအာယုံပြုမင်းပြုခဲ့မှုတဲ့ကုသိုလ်ကောင်းမှုတွေကိုပြန်စဉ်းစားနော် ကိုတော့ဘာဖြစ်ကျောက်ကတရားတော့ကြာနာပဲ ဟုတ်လေအမမင်းမတရားဘူးငါတောင်းပြီမင်းမတရားပါဘူးတကယ်ရောတာတကယ်ပြောပါဒါပြီလားโอเค relax ဖြစ်သွားပြီနော်စမ်းတတ်မယ်စားပြီးစမ်းတတ်မယ်စမ်းတတ်ချက်1လာပြီဟုတ်တယ် ဟုတ်တယ်ပါပါ လူက ဟုတ်တယ်နာတော့ဘောနာတော့ဘောနာတော့ မင်းကလူသားလေလူသားဆိုတော့နာတယ်လို့မှတ် လူသားနိုင်နာတယ် လူသားဆိုရင်အဲ့လိုမနာဘူး အဲ့လိုလား အေးမကြီးငါပြောင်းမ ဟုတ်ပါသေးတယ်နာလိုက်တာလုံးမရနေနာနေပြီ ဟလာ နာတယ် ဩရောက်ပါလေနာတယ်လို့မှတ်လေငါပြော တော့ပါနေတယ်လေ တာမူမီတာကိုဆန်းလို့ရှိရင်အဲ့လိုလေဘူးမမြည်ဘူး ဘာလို့မီရော तू ကသူ့ရဲ့ဒီခန္ဓာကိုယ်ဖွဲ့စည်းမှုဆဲတွေကတို့လူတွေနဲ့မတူဘူးလေဂျိုသားဆိုတော့လေအဲ့လိုမျိုးထုလိုက်လို့ရှိရင် तू ကတောင်းနဲ့ညီပါ တန်းအောင်ပြောတယ်တောင်း အေးတောင်းနေပြီလား ငါမတောင်းချင်ပါဘူးကွာ ဟုတ်ကွာတို့တွေမဆက်သွားလို့ရှိလေရတာရှိတယ်မလားအနှိတ်ခံတာသူ့အတွက်ကတော့အဲ့လောက်ပဲရှိ မဆက်သွားတယ်တောင်းတယ် တန်းချက်တင်အောင်သွားပြီ ဟုတ်တယ် တန်းချက်နှစ်လာနှစ်ရှိတယ်ရောဒါလေးကိုစားဒါဟိုပေါ့ဂျိုသားအုတ်ထုတ်လို့ခေါ်တယ် ဒါလေ ဟုတ်တယ်ဂျိုသားအုတ်ထုတ်နော် ကျူဆောင်တော့ကလည်းသမီးရှင်ကြီးထွန်း ဒါမဟုတ်ဘူးဒါဆက်သွယ်ထားတဲ့ဆက်သွယ်ဂျိုရုဆက်သွယ်လုပ်ထားတဲ့ဟာတွေအဲ့လိုလားဟုတ်တယ်အဲ့လိုနေနေနော်အေးစေးအဆင်ပြေသွားပြီညလုံးလေးမိတ်တာခုနလိုပဲအာရုံပြုထားငါဒီမှာကလိုကလေးဖွင့်လိုက်မယ်မီကရိုလေးတက်လိုက်အောင်မယ်လူနေလားဆိုနော်ကလိုဖွင့်ပြီဗျာပြောနေတယ်ငါ့မနောက်ပါနဲ့မနောက်နဲ့လေမင်းဘလို့နေငါ့ကိုပြောလားဘလို့နေတယ်လို့ဩဗဇက်ကနှုတ်ကပွင့်ဘလို့နေတယ်လို့ငါ့ကိုပြောဟာမိုးတယ်ဟာမိုးတယ်ဟာတော့တက်လိုက်နေတာဟာငါမနေပြီငါတကူမနေပြီဟာတက်တော့ဟာမိုးလေဟာမိတ်လိုက်အင်းကွာပိတ်လိုက်ဟာအမင်းခဏလေး
ရောက်ပါရောက်ပါလေ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 ကိစ္စခေါင်းလေးထားပါဦးငယ်ရအိတ်ကြီးတာဆိုတာဟာအတက်မစီသေးလားမသိဘူးဒုက္ခပါပဲတင်များသွားရင်ငါဒုက္ခတဲ့ငါပြဿနာတဲ့ဘင်းကိစ္စကိစ္စဒီမှာမအောင်ရမသိပါဘူးမိမရေခုလပါမင်းပေါ်ရအောင်လို့မင်းမောင်လေးကပို့လိုက်တယ်လို့သဘောထားနော်ငါပေါ်မှာမင်းစိတ်မဆိုးပါနဲ့ကွာကြည်သားမဟုတ်မလီပိုးစိုးပတ်ဆက်တေချင်းစိုးနဲ့သေနေပြီနဲ့တူပါတယ်နောက်ဆုံးထွက်တယ်လေးကြည့်အောင်လာတော့ကြွားကွာဟာတော့မလေးအောင်ပြီငါစမ်းတဲ့ချက်အောင်တော့ပြီကွာမင်းမျောနေတော့ तू ကရေနဲ့ဖြတ်လိုက်ပါကချက်ချင်းလမ်းသွားပြီ ဘာလဲဟမ်ဘာလဲဘာမလဲမင်းငါ့ကိုတေအောင်တတ်နေရမလားရပါကြီး မဟုတ်လေကွာဒီတော့လိုက်ရှော့သမားဘာလို့တေအောင်တတ်မှာလဲငါဘာလို့လို့ ဘာလို့ငါလားမင်းငါ့ကိုလေငါ့ပထမဆုံးငါ့ကိုအပြေးကြည့်နေစမောငါ့အပြေးခိုင်းတယ်လေငါ့အမောဆောင်တတ်တယ်လေ ဟုတ်လေကွာ အဲ့ဒါမင်းမခံနိုင်တော့ငါတူအောင်ဒူနဲ့ထူတယ်လေ test လောက်တာလေ မတတ်ဘူးနော်ပြီးတော့ငါ့ကိုမလက်စနဲ့ပြင်စက်တိုးတေအောင်တတ်တယ်လေ အဲ့ test အဲ့ဒါမင်းအောင်မရလို့ရင်းနဲ့လောင်းတတ်တာမလားဟမ် ဘုံပါအဲ့ဂျင်းနဲ့လောင်းတာတော့မင်းတက်ကိုငါကယ်လိုက်တာ ဘာကရင်မိုးလဲ မင်းကအဲ့လက်စစ်တက်တွေမိပြီးတော့လေမင်းသေးလို့မြောင်းပြဖြစ်နေတာပိုးစုပ်ပတ်သက်သေးတော့မှာမင်းဘုချုပ်ကလေဟိုလရာကြီးနီးမြိုက်တာရုပ်ဖြစ်နေပြီ မင်းတော့တတ်တာမလား အဲ့တော့ငါတိတ်ပြီးတော့မှငါပညာရှိနဲ့စဉ်းစားလိုက်ပြီးတော့ငါအကြံရပြီမြေကိုအခုလိုရင်းနဲ့ဖြတ်လို့မင်းအသက်ပဲရှင်တာစိတ်ရှုပ်ပါရောက်ပါလိတာမင်းနဲ့ငါနဲ့မှဒါကြီးမရှိပါဘူးမင်းဒေါသပြေအောင်လုပ်လိုက်မင်းဒေါသဖြေလိုက်ဒေါသပြေမှငါကြီးဖြေပြီးမှာနော် တလိုက်ဒေါသမင်းရပြမဖြစ်ပါလေဒေါသမပြေဦးဆိုရင်ငါပြောပြီးသေတော့မယ် အေးအပြေလိုက်ဒေါသပြေပါ ပြေပြီဖြေပြီးမယ်အော်ကိုရောက်ခွာချင်းကွာ ငါဟန်သိနေတော့ ရတယ်ဖြောက်ပါနေအယောခွာလေးမြန်မာငါသိမ်းထားတာဗောဒါဟုတ်ပြီရောက်ပါလိဘာပဲကွာငါတို့ရဲ့စမ်းသက်ချက်ကတစုံတစ်ခုသောအတိုင်းတာအထိတော့အောင်မြင်သွားပြီအဲ့တော့တို့ရဲ့စမ်းသက်မှုကိုနောက်တစ်ဆင့်ထပ်ပြီးညှင့်ရအောင်ဘာလဲတော့ကျွန်တော်ခံရတော့နောက်တစ်စက်ချမ်းနေတယ် မဟုတ်လေဘလို့မဟုတ်ဒီကမင်းကိုစမ်းသက်တော့ပါဘူးမင်းပါတော့ဘာလို့လားငါတို့တောင်းမှုဒါဂျူသားလေးကိုဖမ်းပြီးစမ်းသက်မယ်ဟာအဲ့လိုတော့ဘာလို့ဟုတ်တယ်လားသူ့လည်းရောက်ပြီသူ့တော့ဖမ်းကြအောင်လားလာအောင်ကြိုက်လား လေးပါလေပြောမယ်တာမမီတာလေးစမ်းသက်မယ်နော်ဟုတ်ပြီဘယ်ကစမ်းတိုင်တော့ ဟာလေငါ့ကိုစမ်းတဲ့လိုပဲလေသူ့ကိုပေါ်တင်လိုက်မယ်လေ အော် fasted အေးလေ fasted ဟိုတင်လိုက်မယ် ဟိုတင်လိုက်မယ် လာခေါ်လာခဲ့လာဘောတဲ့လာပါနေကြပါအားလုံးဒီစကားသူကနားမလဲဘူးကွာအဲ့တော့နင်ကသူ့ကိုဆောင်ပြလိုက်နင်လောက်ပြလိုက်ဒါမှသူသဘောပေါက်ပါမယ်အော်ငါရင်လုပ်ပြမှာအဲ့လိုစားလို့နော်ဟုတ်ပြီ ကြည်တာနော်တာမမီတာလေးရေငါကြည်တာနော်ဒါပြီတွေ့လားဟုတ်ပြီပြီးတော့ဒီကလုတ်ရနေလေမကြည့်နေတော့သွားပြီလာပြီဆိုတာစတေဒီလေးလာပြီအဲ့ဒါရောက်မယ်နော်စတေဒီကြောင်းနေတာဟုတ်ကြည့်ပါဒီမှာအေးစိပဲလာပြီရောကရောက်ပါရဟုတ်ပြီငါတို့ကတော့လေဒီစုပ်တာနေလို့ပြောတော့ဘောပေါက်ငါတော့ဘယ်လိုလုပ်ဒီငါတို့ပြင်နေလားအေးပြင်မောက်လေမောက်မရနိုင်ပြီဟာမောက်လေမောက်လေမရနိုင်ပြီမေရှော့ရပါနေကွာသူသဘောပေါက်ငါတော့ကလို့အိုင်ဒီကိုနေလုံးဝသူသဘောပေါက်မယ်ထင်တယ်ငါလွတ်လိုက်တာဒီတော့ငါလိုပဲမောလာရင်အဲ့လောက်ကြီးတော့မမောပါဘူးကွာနေမောလာလာ
လည်းမဟုတ်လာမောကြီးအောင်ဆောင်းနေလာတဲ့လာလာလောက်ပါ လာ အဲ့လောက်မလောက်ပါနည်းနည်းပဲလေနင်းနေပါတော့ပါသူတော့မတက်ချင်ဘူးအဲ့တော့အဲ့ဒါရင်ဟိုခုံးမပါလေအဲ့ဒါသူကထိုင်ရမှာအဲ့သူကထိုင်လိုက်မယ်လေထိုင်တော့မှလို့ဟိုကလုံးလိုက်ရင်သူငိန်တော့မယ်တော့ပါလားဟုတ်ပြီ နော်အဲ့တော့လာမလားမတက်နဲ့တော့နော်လာဟိုတော့ဟာမောရပါရလားဒီကဘာမှမလုပ်ဘဲနဲ့ဒူးချောင်းတာဒီကပထမဦးဆုံးကွာအေးဟုတ်ပြီထိုင်လိုက်ပါထိုင်လိုက်ပါထိုင်ပါလေအေးဒါပလင်မော်ထိုင်ရတွေ့လားအစင်ပြေသွားပြီစီးုံတတ်တယ်နော်လားဘာလဲထိုင်လေဘာလို့လဲထိုင်ပါအော်ဘာမပြုံထိုင်ထိုင်လေအော်ရပါကြီးသဘောပေါက်ပြီ तू ကခုနကနမူနာပြမှာ तू ကသဘောပေါက်မှာလေ तू ကလူသားမှမဟုတ်တာဂျိုသားပဲဟိုဒါပေမဲ့ဟိုမှာလူလေးအရင်ကတော့မလုပ်နဲ့ဟုတ်တယ်မလားအရင်မလုပ်နဲ့တော့လေမင်းထိုင်လိုက်မထိုင်ရောက်ပါရင်ထိုင်ပြဟုတ်တယ်ဒါမှရောက်ပါရင်တိုင်း तू လိုက်လို့မှာဟုတ်လားအေးရောက်ပါရင်လာတိုင်းလူသားမကြည့်တော့ဖိုက်ထိုင်အောင်မိသားလေးလေးပါလေကြည့်တာဒီလေးထိုင်ပါနေပါလေအောင်မလေးကိုမတထေးကိုင်းနဲ့အဲ့လိုထိုင်ရမယ်မြင်မှတ်ထားတော့ဟုတ်ပြီဂျိုသားဘွားတော်ဟာမကောင်းတာလုပ်တာတွေကိုဖျောက်လိုက်ကောင်းတာလုပ်မမြောက်ဂျိုသားစိတ်ထဲမှာထားကိုကုသိုလ်ကောင်းမှုတွေဘာတွေလုပ်ခဲ့လဲမှန်တကယ်လို့များသေများသွားရင်မဟုတ်တာတရက်တည်းမဖြစ်အောင်ဟုတ်ပြီလားဟိုအဲ့စကားငါကြားဘူးသူတို့ငါပြောခဲ့တာလေမင်းကဘာကြောက်ပြောနေတာနမမရှိနမဂျိုသားကိုပြောပြနေတာဂျိုသားကိုပြောပြနေတာဒီမကြီးဒီလိုလေးလာမကြီးနေတော့ရုံတွေ့လားမကြီးနေနော်နိုင်လို့ပါရောနိုင်လို့ဟုတ်တယ်မလားဟုတ်ပြီပြီလားဒါမမြဲတော့တရားတောင်းနှောင်ထားတာမင်းငါ့ကိုကြရသားချင်နေတာမဟုတ်ပါဘူး ဘာလဲဖះကြရသားချင်ရမှာလို့ဟဲ့သူ့မှုဆွေးနေတာဂျိုသားကိုမှုဆွေးနေသူဒီပေါ်ထိုင်ရင်လားထိုင်ချင်တာအောင်သလားလာပါပြီတိုင်ကြလာကြတာပြီးတိုင်ဟုတ်ပြီဆွေးနေဒီစိတ်ဝင်စားနေတယ်ဟုတ်လားစိတ်ဝင်စားနေတာဟုတ်ပြီအဲ့ချီရတယ်ချီရတယ်စိတ်ဝင်စားတာနောက်တနည်းရှိသေးတယ်မကြည့်တာဒီတိုင်းဒါတူလို့ခေါ်တယ်တူနဲ့တာလေးမကြမ်းတာလေးတုံးဘာမလုပ်ဟဲ့လားရောစမ်းကြည့်ဟဲ့လို့လေတုံးဆိုဟုတ်ပြီတုံးဆိုဟုတ်ချာဟာလေဝကြီးဟဲ့ဘာကြီးလုံနေတာလို့ဒါလို့ပေါ့စမ်းတတ်တာမနာနဲ့ဖိတ်တာလေးဖိတ်ဟုတ်ပြီနော်ဟုတ်ပြီစိတ်ဝင်စားနေပြီဟုတ်ပါပြီသူဆွဲရတော့အဲ့ဒါကိုပြောတာဟုတ်ကဲ့ဘာကြီးလဲခေါင်းလေးကိုဟုတ်ပြီတုံးမင်းငါ့ကိုကြစားချင်တာမဟုတ်ပါဘူးစိတ်ဝင်စားဂျိုသားလေးစိတ်ဝင်စားဘူးဆွဲနေတာစိတ်ဝင်စားလိုက်တာအဲ့ဒါဟုတ်ပြီရှင်းတဲ့ကိုကြည့်ဂျိုသားကြည့်တာတော့ဒီကြီးဆိုင်လေးကတူနေရလိုလေးတက်လိုက်ပြီညလုံးလေးမိတ်တာညလုံးလေးမိတ်ထားမယ်တော့ပေါ့တယ်နော်ကြည့်ရတော့ညလုံးလေးခလောက်ဝင်ပြီဒါကလို့ဖြစ်သွားတာအချင်းဆိုးနေပြီ
တော့တာမို့ဟုတ်တော့ဒုက္ခပါပဲဒီမှာလာအိတ်နေတာမို့ထားတာမို့ဘယ်တော့ဘူးကနေကိုရောက်နေရလဲဘယ်ချင်းဝင်လာလဲပြောပါအောင်表背ဘာတွေလဲတာမို့ရဲ့ဘူးတာမို့ပြောတာတခုမှနားမလဲဘာတွေပြောနေရလဲဟေး表背တာမို့ရဲ့တာမို့ကတော့ပြောတာပါပဲဘူးကလည်းတခုမှနားမလဲတော့ဒုက္ခပါပဲနားမလဲပါဘူးတာမို့ရဲ့ဘာတွေပြောနေရလဲဟေးကဲတော့ပါပြီတာမို့ရဲ့တာမို့မိုးကလည်းရမ်းချုံနေပြီတာမို့ရဲ့တာမို့အခန်းအောင်ပြန်ပြီးတော့အိတ်ရမယ်လေနော်ဟိုပြီးတော့ဒီချိန်ဟိုတာဖုံနဲ့ဘူးနဲ့အခန်းထဲမှာနှစ်ယောက်တည်းရှိနေတာအိမ်ကလူတွေသိသွားရင်မကောင်းဘူးတာမို့ရဲ့နော်ပြန်ရမယ်လေနော်လိမ္မာပါတယ်တာမို့ရဲ့ပြန်ပါနော်အခန်းပြန်ပြီးအိတ်တော့နော်လိမ္မာရတာတာမို့လိမ္မာပါတယ်တာအေးဟုတ်တယ်တာလိမ္မာနော်တာစိတ်ချမယ်နော်တေချာကျွေးလာအောင်တေချာကျွေးနော်စိတ်ချအောင်ပါလေဟုတ်ဘူးလေကျင်းလို့ရှိဂျိုသားကိုလိုက်ခေါ်နေတာအဲ့ဂျိုသားမိခေါ်ရလားမရဘူးလေသူလာမလို့လို့ယောခေါ်တာမောရဲ့ယောရွက်နေတာမင်းရွက်လို့လည်းရွက်မှမသိဘူးခေါ်လေနာမည်ပဲခေါ်တယ်တာမောရဲ့တာမောရဲ့ဒုက္ခပဲလောက်ပါတာမောရဲ့မိမနေကားထဲကျတယ်ခေါ်လိုက်တာမောရဲ့ထွက်လိုက်ကြအောင်တော့တာမောရဲ့ဘယ်သွားဖို့လဲဟမ်ဘယ်ကိုဖူးဖူးလဲဘယ်ကိုခမက်ပုံစံဘလို့ဝင်มาလဲဘာကိုဖူးဖူးဟဲ့ကိုခမက်မသွားဘူးအထဲမှာအလုံးလုံးနေကြခမက်ဘာလာရှုပ်သွားလား
嘿，你过来。啊，多吧，总啊。坐着。我来收你。ဒီနေရာမှာတောင်းစားရတာကြာလာပြီတနေ့ကုန်တောင်းလို့တော့မှငါတလောက်မရဒီကောင်မာတင်ကမှော်များအောင်လားမသိပါဘူးဟမ်ဟုတ်မင်းငါ့ကိုဒီပစံနေပေးတယ်ဟာဘာလဲဖူးဖူးနဲ့မင်းကလေဟမ်အော်မင်းကအဲ့ဒီရုံးခန်းထဲကိုသွားကျင်လာလားမင်းကဒီပတ်စံနေပေးမှာတော့မင်းအဲ့ရုံးခန်းထဲသွားဖို့အတွက်ငါကူညီမှာပေါ့ကွာခုနကလေးကမင်းကိုဟိုအဆောင်ကမောင်းထုံးနေတာကိုငါကြားတယ်ကွာအဲ့တော့မင်းရုံးခန်းထဲသွားလို့ရအောင်ငါကူညီမယ်ဟုတ်ပြီလားဒီမှာရဘယ်လိုသွားမှာလဲအပြင်မှာတောင်းလို့မရဘူးအပြင်မှာတောင်းလို့အပြင်မှာဒီကရုံးထဲမှာတောင်းကြရရုံးထဲမှာများတနာခံမှာရုံးထဲမှာတနာခံလို့ရမှာအပြင်မှာတောင်းမှာလေမဟုတ်ပါဘူးကွာမင်းလည်းမဟုတ်တာခင်ဗျကျွန်တော်ကြောင်းတော့ဟဲ့ကျွန်တော်တော့ဟဲ့ကျွန်တော်ပြန်ပြီဟာဒီနေ့ share memory နဲ့ meeting ရှိတယ်နော်ဟုတ်တယ်လေ MD 10နိုင်ခွဲအဲ့ဆိုရင် meeting မှာဝေဖို့ဟိုမြေပုံနဲ့ပတ်သက်တဲ့စာရွက်စာတမ်းတွေကိုမိတ်တူဆွဲလိုက်အောင်နော်ဟုတ်ပါပဲကြာပြူမိနေတာကြာပြူခုပဲလုပ်လိုက်မယ်နော်ပြီးလို့ရှိရင် meeting ကစပွဲပေါ်မှာအဲ့စာရွက်စာတမ်းတွေသွားတင်ထားလိုက်နော်ဟုတ်စိတ်ချပါ MD
အားလုံးပဲမင်္ဂလာခင်ဗျာကျွန်တော်တို့ကုမ္ပဏီကြီးတစ်နှစ်နဲ့တစ်နှစ်တိုးတက်ကြီးပွားပြောင်းလဲလာဆိုတာဒီက share member ဝင်တွေရဲ့စူးစမ်းအားထုတ်မှုကြောင့်ပါပဲကျွန်တော်တို့ရဲ့နေ့ချုပ်စီးရင်တွေကိုဒီ file တွေထဲမှာကျွန်တော်ရှင်းလင်းတင်ပြပေးထားပါတယ်တိတိကျကျကြည့်ပြီးတော့ကျွန်တော်စိုးရိမ်တယ်ပါစက်မှုစုံမှာ3ပေကဘယ်တော့ရှိတယ်ပြည်အဲ့ဒီပုံမှာစပါမယ်စီမံကိန်းကိုရှင်းပြပါဟုတ်ကဲ့ပါအဲ့ဒီကိစ္စကိုတော့ကျွန်တော်ကုမ္ပဏီရဲ့ MD ဖြစ်တဲ့ဒေါ်ဝိုးလာပုံမှာရှင်းလင်းတင်ပြပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါစက်မှုစုံပေါ်မှာတော့ကျမတို့ကပြင်သစ်ကကုမ္ပဏီနဲ့ပူးပေါင်းပြီးတော့အထက်သားစက်ရုံတွေကျိတ်သားစက်ရုံတွေတည်ဆောက်သွားမှာဖြစ်ပါတယ်ရှင်အဲ့ဒါကိုတော့ကျမလူကြီးမနို့ file ထဲမှာရှိတဲ့မြေပုံနံပါတ်1မှာပေါ်ပြထားပေးပါတယ်ရှင်ဒီနေ့ meeting မှာကျွန်မအဓိက share member ဝင်တွေကိုပြောချင်တဲ့အကြောင်းအရာကတော့ကျမတို့ company ကနေပြီးတော့ရင်းနှီးမြှုပ်နှံထားတဲ့အမြေကွက်တွေပေါ်မှာဆောက်လုပ်ရေးလုပ်ငန်းတွေဖြစ်တဲ့စက်ရုံတွေလူနေအိမ်တိုက်ခန်းတွေကိုတည်ဆောက်သွားမယ့်အစီအစဉ်ဖြစ်ပါတယ်ရှင်။အဲ့ဒီချက်လက်တွေကိုလည်းကျွန်မ file ထဲမှာပို့တွဲပြီးတော့ပေါ်ပြထားပေးပါတယ်ရှင်။လေ့လာကြည့်ပါဦး။ဟုတ်ကျမရဲ့စာရက်မှာတော့ဘာမြင်ဖို့မှမပေါ်ဘူးရှင်။ဖော်တိုကဒီကွန်းနဲ့ဘာပုံနေလဲတော့မသိဘူးဟုတ်တယ်ကျွန်တော်ပုံထဲမှာပဲပေါ်တော့ပေါ်နေတယ်ဘာပုံနေမှန်းအော်ဟိုအဲ့ဒါဆိုရင်တော့ sorry ပါရှင်မိတ်တူကိုင်းနဲ့မှင်ကြသွားလို့ဖြစ်ပါလိမ့်မယ်ဟိုကျမအစည်းအဝေးပြီးတဲ့ခါကျလို့ရှိရင်ပြန်ပြီးတော့စီစဉ်ပေးပါမယ်အားလုံးရှင်ဟိုဆက်လက်ပြီးတော့ကျမခုနကပြောထားသလိုပဲမြေကွက်တွေပေါ်မှာလူနေတိုက်ခန်းနေနဲ့စက်ရုံတွေတိဆောက်ပေးမယ်အစီအစဉ်ကိုမြေပုံနံပါတ်2မှာဖော်ပြထားပေးပါရှင်လေ့လာကြည့်ပါဦးသိပါဘူးဒီပုံနံပါတ်2မှာလည်းဘာပုံမှမဟုတ်ဘူးဟိုတကွက်ဒီကွက်ဘာတွေမှမဟုတ်ရှင်အော်အဲ့ဒါဆိုရင်ကျွန်တော်တစ်ချက်လောက်ပြကြည့်လို့ရမှာရှင်ချန်ထဲမှာတေချာရှာပြီလားရှာပြီးပါပြီအာစီရဲ့နှာနေတာပဲဘယ်မှမတွေ့ဘူးဘော်ဒါကောဘော်ဒါလည်းရှာပြီးပြီအာစီလေးရဲ့ဒါမရဘူးမင်းနဲ့မရဘူးတို့၄ယောက်ပေါင်းရှာပါရတေချာရှာပါနော်အလုံးကြီးပတ်စီရှာမယ်တိန်လုံးရှာမယ်အဲ့တော့မင်းတို့လင်မယားဒီဘက်ချမ်းအောင်ရှာဟုတ်နော်တို့လင်မယားဒီဘက်ချမ်းအောင်ရှာဘာတို့လင်မယားတို့မင်းကလေငါမင်းမနဲ့အရန်တူလာကိုသွားမယ်ကလာကိုသွားတာပဲပြီးရောခိုးကြောင်ခိုးဝင်လာတာဟုတ်ကွာအော်လက်ကြီးကဝင်လို့ရမလား
ရက်ဆိုတော့ဘာလို့ဖို့လဲစီရိုရဲ့ဟိုမှာ share မှန်ပါတယ်နဲ့ meeting မှတ်တမ်းနဲ့ပြန်ဆက်ရအောင်ပါ ဘူးလေကွာကိုရုံးကနေရရင်စီယူလို့မခေါ်ပါနဲ့ဆိုကိုကချစ်သူလေးလေချစ်သူပဲလေဒါပေမဲ့ရုံးမှာကျတော့ဖုန်းနဲ့ကိုနဲ့ကကုံနေတာဝန်ရှိတဲ့လူကြီးတွေမဟုတ်ဘူးလားလို့ဟာမတီးဘူးကွာဒီရုံးကနေမှာကိုတို့နှစ်ယောက်တည်းရှိတယ်အဲ့တော့ကိုကကလေးတွေပဲနော်ကိုရုံးကနေတင်းလောက်ဝင်လာအောင်မယ်ကိုကလည်းဖူးလေးကလည်းရုံးကနေကိုရဲ့ခွင့်ပြုချက်များမယ်နဲ့ဘယ်သူမှဝင်မလာရဘူးဖူးလေးနဲ့ကိုနဲ့နှစ်ယောက်တည်းပဲရှိတာနော်ချက်လိုက်တာဖူးလေးကိုရဲ့အချစ်တွေကိုလေဖူးလေးရဲ့အဲ့ဒီနှက်ခမ်းပြားလေးနဲ့တဆင်တော်နာနဲ့ကွာကနေခောက်လိုက်တာနော်ဘူးလေးဟာမခောက်ပါဘူးကိုကလည်းဘာဖြစ်ညာလဲဒါဆိုကိုဘယ်သူခောက်တာလဲဘူးလေးနဲ့ကိုနဲ့ဒီခဏတော့နှစ်ယောက်တည်းပဲရှိရလေဟာဘူးလေးကဘယ်လိုလုပ်သိမှာလဲကိုတယောက်တည်းရှုပ်ချက်တွေကိုခတ်နေရပဲစိတ်ရှုပ်လာပြီတော့ပြီမိကောင်းဘူးလေးရဲ့ဟုတ်မှာပါလေဘူးလေးကလည်းကိုဘာလို့ကောင်းခေါင်ပါလဲလေနော်ကဲပါတားထားလိုက်ပါကိုရဲ့အချစ်တွေမပြီးသေးဘူးလေနော်ကိုရဲ့ရင်ထဲအချစ်တွေကနေဖူးလေးရဲ့အဲ့ဒီနှက်ခမ်းပြားလေးစီကိုလေတက်ခေါက်တယ်ပြန်ပြီလေတက်ခေါက်တယ်ကိုနဲ့တော့ပုံလာတယ်ဖူးလေးရဲ့ကိုတယောက်တည်းရှုပ်ချက်တွေကိုခတ်နေရပဲဘယ်သူကခောက်တာလဲဖူးလေးတက်ခေါက်တာမဟုတ်ဘူးလားမခောက်ပါဘူးကိုကဘယ်လိုခောက်ရမှာလဲဒါလေကိုနဲ့တော့ပုံလာတယ်ဖူးလေးရဲ့ရှုပ်လိုက်တာကိုကတော့ကိုတယောက်တည်းနေကြတော့တော့ပြီမိကောင်းဖူးလေးရဲ့ကိုပါစုပါမပါသေးဘူးလေမပြီးသေးဘူးလေဖူးလေးနော်ဆက်ပါမယ်နော်တာမို့အခုဖြစ်သွားတဲ့ပြဿနာမှာဟိုးတာမရှိဘူးဆိုလို့ရှိရင်တာမို့ဘာဖြစ်သွားမယ်လို့ထင်လဲဟမ်ဒီနေ့နဲ့ဖူးရင်ပါလေဟိုကိုတုံးလုံးကောင်လားအဲ့အင်ဂျင်နဲ့တကောင်မထားပါနဲ့ပါဖူးလို့နော်ဘာဖြစ်လို့လဲကိုရတာမို့ကသူ့ဘာသာသူနေတာပါဘလူပဲဖြစ်ဖြစ်လေဖူးရကိုချစ်သူတရားလုံးအိမ်မှာဒဇိန်းယောက်ျားတရားလုံးကကိုဘလူလို့နေနေမှာလေဖူးကိုဖူညတိုင်းဖះရှိခိုးသလိုတာမို့လဲညတိုင်းဖះရှိခိုးရမယ်နော်